မင်္ဂလာပါအခရာ Sport Premier League ပွဲစဉ်34အတွက်ပွဲချုပ်30ချက်စီစဉ်နဲ့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခရာ host ကောင်းကနေဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်တို့မြန်မာလိမ့်စင်ကစားသမားတန်းအောင်ဖြစ်ပါတယ်အခုဒီတစ်ပတ်ဒါကျွန်တော် Premier League ပွဲစဉ်34ရဲ့ဒါကျွန်တော်အကောင်းဆုံးပွဲစဉ်တစ်ပွဲလို့ဆိုရမယ့်ပွဲစဉ်ကိုတော့ရွေးချယ်ပေးတာဘယ်ပွဲစဉ်လေးများဖြစ်မလဲဆိုတော့ပြပြပေးပါအောင်ဗျဟုတ်ကဲ့ပါကိုဒီပွဲစဉ်နော် Premier League ရဲ့ပွဲစဉ်34ဖြစ်ရှင်မြန်ကစားမယ် Liverpool အသင်းနဲ့ Tottenham Hotspur အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ခင်ဗျာလက်ရှိ Liverpool အသင်းကတော့ Premier League အမှတ်ပေးစရာရဲ့အဆင့်1နေရာမှာဒါကျွန်တော်တို့အဆင့်2နေရာ Arsenal အသင်းကိုဒါအမှတ်ဖြတ်ပြီးတော့ဥဆောင်ထားနိုင်ခဲ့တယ်တစ်ပတ်က Tottenham Hotspur အသင်းကတော့ဒါအဆင့်16နေရာမှာ38မှတ်ဆိုတဲ့ရမှတ်နဲ့ရက်တည်နေတာဖြစ်တယ်ပေါ့ဆိုတော့ဒီနှစ်သင်းရဲ့ခွာခြားချက်ကတော်တော်လေးကိုတော့ကြီးမားနေရဲ့ဒါပေမဲ့ဒါကျွန်တော်အရင်နှစ်တည်းရောဒါအခုချိန်ထိဒါ Basics အသင်းထဲမှာပါဝင်နေတဲ့အသင်းတွေဖြစ်တာနဲ့အညီဒီနေ့ပွဲစဉ်ကိုလည်းအကျိတ်နဲ့ရှင်ပြိုင်သွားမယ်လို့ကျွန်တော်ခံစားရတယ်Liverpool အသင်းကလည်းသူတို့ရဲ့ Premier League Super League ကိုတေချာနိုင်ဖို့အတွက်ဒီနေ့ပွဲစဉ်မှာအနိုင်3မှတ်ရရှိဖို့လိုအပ်နေတာဖြစ်ပြီးတော့တစ်ဖက်က Tottenham Hotspur အသင်းကတော့ဘာမှသူတို့အနေနဲ့တိတ်ပြီးတော့မျှော်လင့်စရာတော့မရှိတော့ဘူးတန်းစင်းစုံတွေကလည်းရမှတ်အနေနဲ့တော်တော်လေးဝေးကွာနေတဲ့အနေအထားတစ်ခုမှာဒါသူတို့အနေနဲ့တန်းစင်းစရာလည်းမရှိဘူးဆိုတော့ဒီထက်လည်းပို့ပြီးတော့ဒါတက်ဖို့အတွက်ကိုလည်းများများဆဆထပ်ပြီးတော့ outside ထုတ်စရာမလိုတော့ဆိုတဲ့အနေအထားမှာ Tottenham Hotspur အသင်းကတော့ PR တွေကင်းဝင်းနေတော့ဒီနေ့ပွဲစဉ်မှာတော့ဒါတောင်းတနဲ့ကစားနိုင်နေဆိုပေမဲ့ Liverpool အသင်းကတော့ဒီနေ့ပွဲစဉ်အနိုင်ရရှိမှသာလျှင်ဒါကျွန်တော်အနိုင်3မှတ်ရရှိမှသာလျှင်သူတို့အနေနဲ့ဒါကျွန်တော် Champion Super League ကိုဒါစောစောစီးစီးကိုင်မြောက်ခွင့်ရရှိမှာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်ကသူတို့တော့ကတော့ပို့ပြီးတော့အရေးကြီးတဲ့ပွဲစဉ်ပွဲဖြစ်လာမှရှိလို့ဒါသူတို့နှစ်သင်းရဲ့ရှေ့ရပွဲစဉ်တွေရလက်တင်နေတူပဲစလိုက်ကြအောင်ဗျဟုတ်ကဲ့ပါကိုဒီနှစ်သင်းရဲ့ရှေ့ရပွဲစဉ်တွေရက်လက်တွေကိုပြန်ကြည့်ရမယ်ဆိုရင်တော့ကျွန်တော်နှစ်သင်းလုံးမှာတော့ Liverpool ကတော့နည်းနည်းလေးပို့ပြီးတော့အဆင်ပြေနေထားမှာရှိတယ်အထူးသဖြင့် Premier League မှာဆိုရင်တော့ Liverpool ကအခုနောက်ဆုံးကျွန်တော်ဒီ Premier League ဖလားတစ်လုံးပဲအောင်ဆိုင်ရတော့မယ်ဆိုတဲ့အနေအထားမှာတော့ Premier League ကိုပဲသူတေချာလေးကျွန်တော်အောင်ဆုဆိုင်ပြီးကစားနေတယ်ဂိုးပြတ်နိုင်ပွဲတဲ့ဆိုင်တော့ကပ်ပြီးတော့နိုင်ပွဲတပွဲဖော်ဆောင်နိုင်တယ်ဆိုရင်တော့အဆင်ပြေတဲ့အနေအထားမှာအဲ့ဒါပြင်မှာဒီပွဲစဉ်မှာကျွန်တော်တို့ပြီးရင်သူတို့ဒီပွဲစဉ်မှာပြီးခဲ့တဲ့ဂျာပွဲမှာရှင်မြန်ကစားခဲ့တဲ့ကျွန်တော် Arsenal အသင်းနဲ့ Crystal Palace တို့ရဲ့တေရက်လက်ကြောင့်ဒီပွဲစဉ်မှာ Liverpool အနေနဲ့တေရက်လက်တမတ်ရရှိခဲ့တယ်ဆိုတော့သူဒီ Champion ဖြစ်သွားပြီဆိုတဲ့အနေအထားမှာတော့အိမ်ဝင်းပွဲစဉ်လည်းဖြစ်နေတာရယ်ပြီးတော့တစ်ဖက်က Tottenham Hotspur အသင်းရဲ့ Premier League မှာဆိုရုန်းကန်နေရတဲ့အနေအထားပြီးတော့ Tottenham Hotspur အသင်းရဲ့အခြေအနေကလည်းလက်ရှိထက်အခြေအနေမှာဆိုရင်တော့ Premier League ထက်သူဒီ Europa League ကိုပို့ပြီးအောင်ဆိုင်နေရမယ့်အနေအထားမှာတော့ Liverpool အတွက်ကတော့ဒီပွဲစဉ်ကပြောမယ်ဆိုရင်အိမ်ဝင်းမှာအနိုင်ရလည်းရရှိအောင်စွမ်းဆောင်ပြီးတော့ပရိသတ်တွေနဲ့အတူအောင်ပွဲခံသွားပို့ပြီးတော့ချုံမင်းနဲ့အောင်ပွဲခံမှုတခုဖြစ်သွားနိုင်တဲ့အနေအထားလေးရှိတယ်ဗျတစ်ဖက်က Tottenham Hotspur ရဲ့လက်ရှိခြေစမ်းရ Premier League မှာဆိုရင်နောက်ဆုံး2ပွဲစတိုက်ရှုံးထားတယ် Europa League မှာတော့အခြေအနေကောင်းကြီးမှန်ပေမဲ့လည်း Europa League မှာလည်းအခု CE Final မှာ Bodo Glimt နဲ့ရှင်မြန်ကစားဖို့ရှိမယ်ဒီပွဲစဉ်ပြီးရင်ကျွန်တော်ဒီဂျာရဲ့ကြာသပတေးနေ့ညမှာရှင်မြန်ကစားရမှာဆိုတော့သူတို့ဒီပွဲစဉ်မှာအဓိကကစားသမားအစုံနဲ့3လနိုင်ပါမလားဆိုတော့ကျွန်တော်တို့တန်တရားလေးတော့ရှိမိတယ်ဖြစ်နိုင်ရင်များတာလေဒီပွဲစဉ်မှာအရန်ကစားသမားတော်တော်များများကိုသုံးပြီးတော့အဓိကကစားသမားအချို့သုံးမယ်ဆိုတော့2ယောက်3လောက်ကလွယ်ကျန်တဲ့ကစားသမားတွေအကုန်လုံးကအရန်ကစားသမားတွေအကုန်အပြေးအဝသုံးပြီးတော့ဒီအခုဂျာရဲ့ကျွန်တော်ဒီကြာသပတေးညမှာရှင်မြန်ကစားမယ် Europa League အတွက်ပဲအနာတူပေးသွားဖို့အတွက်ရှိလိမ့်မယ်ဗျအဲ့တော့ Tottenham Hotspur ရဲ့လက်ရှိခြေစမ်းမှန်းရရောလက်ရှိဖြစ်နေတဲ့အနေအထားရတော့ Premier League မှာတော့အရင်ဘာမှမျှော်လင့်စရာမရှိသလိုအားရစရာအနေအထားလည်းမရှိဘူးကစားသမားအင်အားရလည်းဒဏ်ရာကစားသမားတွေတော်တော်များများပြန်ပြီးကောင်းလာခဲ့ပြီဆိုပေမဲ့လည်းဒီအခု Premier League ကိုတော့သူဒီအိတ်အောင်ဆိုင်မယ်အောင်ဆိုင်ဖို့အတွက်မရှိဘူးဆိုတဲ့အနေအထားမှာ Liverpool အသင်းရဲ့ပွဲစဉ်ကလွယ်ကူသွားမလားဒါမှမဟုတ်ပဲ Tottenham Hotspur ကမထင်မှတ်တာတွေ Liverpool ကိုလုံးပြပြီးတော့ပေါ့နော်ကျွန်တော် Liverpool ရဲ့ Anfield မှာ Liverpool ရဲ့အောင်ပွဲခံမဲ့ကျွန်တော်ပုံရိပ်တစ်ခုကိုများတားဆီးနိုင်မှုအတွက်စူးစမ်းလာမလားပေါ့အဲ့လေးပြန်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျဟုတ်ကဲ့ကိုဆိုတော့ဒါရာသီနှောင်းပိုင်းမှာကစားတဲ့ဒီအသင်းကြီးတွေနဲ့ထိတိုက်တွေ့ဆုံတာပဲဖြစ်ဖြစ်ဒါမှမဟုတ်အသင်းငယ်တွေကဒီလိုမျိုး Champion တစ်ပြေးနေတဲ့အသင်းတွေကိုပဲဖြစ်ဖြစ်ဂျားတွေကနေပြီးတော့ဒါသူတို့အနေနဲ့တားဆီးရဲ့ဒါကျွန်တော်အလေးထားလေးတွေက Premier League မှာကျွန်တော်ရှေ့မှာလည်းအများကြီးမြင်တွေ့ခဲ့ရပြီးဗျာတေချာတာတကူကတော့သူတို့ကိုနိုင်ပြီးတော့ Champion ဖြစ်သွားတယ်ဆိုတော့ဒါပုံစံမျိုးကိုဘယ်အသင်းမှမဖြစ်စေချင်တာဖြစ်တဲ့အတွက်ဒါသူတို့အနေနဲ့ဒီလိုမျိုးပွဲစဉ်တွေမှာအကောင်းဆုံးရုန်းကန်ကစားကြလေးရှိတယ်ဒီနေ့ပွဲစဉ်မှာအဲ့ဒီအစင်လာတခုကိုကျွန်တော်ထပ်ပြီးတော့မြင်တွေ့ရမှာလားဆိုတာလည်းကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဗျာ Liverpool အသင်းကတော့သူနောက်ဆုံး5ပွဲမှာသူတို့အနေနဲ့3ပွဲနိုင်တယ်2ပွဲရှုံးနေထားတယ်ဒီထဲမှာရှုံးနေတဲ့အသင်းတွေအနေနဲ့ဒါကျွန်တော် Fulham အသင်းတို့ဒါ Newcastle အသင်းတို့သူတို့အနေနဲ့ရှုံးနေထားတယ်ဗျာဆိုတော့ဒီအနေထားတွေကိုကြည့်မယ်ဆိုရင်တော့ဒါကျွန်တော်တို့အရင်သူတို့အနေနဲ့နောက်ပိုင်းမှာအသင်းကြီးတွေနဲ့မတွေးခဲ့ရဘူးဆိုပေမဲ့အသင်းကောင်းတွေနဲ့တွေးတဲ့အခါဖြည်းဖြည်းအသင်းတွေနဲ့တွေးတဲ့အခါ Liverpool အသင်းနဲ့ရုန်းကန်သွားတဲ့ပုံစံလေးတွေကျွန်တော်မြင်တွေ့ရတယ်တစ်ဖက်က Tottenham Hotspur အသင်းကတော့ဒါ Premier League မှာတော့ဒါတောက်လျှောက်သူတို့အနေနဲ့ရုန်းကန်နေရတော့မယ် Europa League မှာလည်းဒါ Frankfurt ကိုပထမအကြော့မှာ 1-1 ဒါဒုတိယအကြော့မှာ 1-0 ဆိုတဲ့ရလဒ်နဲ့ဒါကပ်ပြီးတော့နိုင်ပြီးတော့နောက်ထပ်တစ်ဆင့်ကိုတက်လှမ်းလာတယ်လို့ကျွန်တော်ပြောလို့ရတယ်ဗျ Tottenham Hotspur အသင်းအတွက်ကတော့ဒီဟာဒီသူတို့အနေနဲ့အားထားမှာက Europa League Super League ပဲကျန်တော့တယ်ဆိုတော့ Europa League Super League ကိုတည်ကြအာယုံစိုက်ပြီးတော့ဒီလို Premier League မှာဆိုရင်တော့ဒါအနည်းငယ်ပေါ့နော်တောင်းတကစားမယ်ဆိုလို့ရှိရင်တော့ Tottenham Hotspur
Hotspur အသင်းအတွက်ဒါကျွန်တော်ပုံမကောင်းမွန်တဲ့ဂျာစီတစ်ခုကိုဖြတ်တန်းရမယ်ဒါအနေထားဖြစ်သွားလိမ့်မယ်ဗျ Tottenham Hotspur အသင်းအနေနဲ့ဒါကျွန်တော် Europa League Super League ကိုဒါစင်ခေါ်ဖို့အတွက်ကလည်းအခုကတော့ဒါကျွန်တော် semi final အဆင့်ကိုတက်ရောက်သွားပြီနောက်ကျွန်တော် final အဆင့်မှာလည်းထပ်ပြီးတော့ဒါရှင်ပြိုင်ရအောင်မှာလည်းရှိသေးတယ်ဆိုတော့ Tottenham Hotspur အသင်းရဲ့ဒီယာဒီသူတို့ရဲ့ခြေစွမ်းပိုင်းဆိုင်ရာအရာမှာအနေငယ်ကျွန်တော်တို့ဒါမေကွန်းထုတ်เสียရလေးတော့ရှိရဗျ Europa League မှာသူတို့အာရုံစိုက်မယ်ဆိုရင်လည်းဒါကျွန်တော်တို့ဒါကောင်းကောင်းမွန်မွန်ပေါ့နော်နောက်ဆုံး champion ဖြစ်တဲ့အထိဒါသူတို့ဆက်ပြီးတော့သွားဖို့အတွက်ဒါအခြေအနေအလုံးလောက်ကောရှိပါမလားဆိုတော့လေကျွန်တော်တစ်ချက်စိုးရိမ်မိတယ်ဒါပေမဲ့တစ်ခုရှိတာကသူတို့အနေနဲ့ဒါ Premier League အမှတ်ပေးစရာမှာအဆင့်16နေရာမှာပဲရပ်တည်နေတယ်ဆိုပေမဲ့ဒါကျွန်တော်တို့အနေတွင်းကိုအနေနဲ့62ဂိုးထိရှိထားရဗျဆိုတော့တွင်းကို62ဂိုးဆိုတဲ့အနေအထားကအဆင့်6ခွန်နေရာမှာရှိနေတဲ့ Chelsea တို့ Aston Villa တို့အသင်းတွေထက်သူတို့အနေနဲ့ဂိုးတွင်းကိုပို့ပြီးတော့များတယ်ဆိုတော့ကျွန်တော်မြင်တွေ့ရတယ်ဒါပေမဲ့တစ်ဖက်ကပေးဂိုးကလည်းပြန်ပြီးတော့ပေးရတယ်52ဂိုးပေးရတယ်ဒါဂိုးကခြားချက်ကတော့10ဂိုးရှိတယ်ဆိုတော့အဓိကပေးဂိုးများလို့ဆိုတာသူတို့အနေနဲ့နိုင်တဲ့ပွဲစဉ်တွေမှာတော့ဂိုးများများသွင်းနိုင်တယ်ဒါပေမဲ့ရှုံးတဲ့ပွဲစဉ်တွေမှာတော့ဒါသွင်းဂိုးဒါကျွန်တော်အရင်ခွင့်ပြုခဲ့ရတာတော့မရှိဒါပေမဲ့ရအနေနဲ့ရလက်အနေနဲ့ဒါဆုံးရှုံးသွားတယ်ဆိုတဲ့အနေထားတွေများပြားခဲ့တာကိုကျွန်တော်တွေ့ရတယ်ဗျ Tottenham Hotspur အသင်းရဲ့ခြေစွမ်းမတင်ချိန်တာဒီအချက်ကိုကြည်ချင်းအပြည့်လည်းကျွန်တော်တို့သိနိုင်တယ်တစ်ဖက်က Liverpool အသင်းကတော့ဒါဒီနေ့ပွဲစဉ်ကိုဒါအခုပြောခဲ့သလိုတည်ကြတာနေတယ်သူတို့အနေနဲ့ဒါ Anfield ကွင်းမှာတင်ပေးသက်တွေနဲ့တခါတည်းအောင်ပွဲခံနိုင်တဲ့ပွဲစဉ်တွေပွဲဖြစ်လာမှာဖြစ်တဲ့အတွက်ဒါဒီနှစ်သင်းရဲ့ထိပ်တိုက်တွေးဆုံမှုကလည်း Liverpool အသင်းနဲ့ဖြစ်လာမလား Tottenham Hotspur အသင်းကပဲဖြတ်မြင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာစမ်းဆောင်သွားနိုင်မလားဆိုတော့လည်းစိတ်ဝင်စားဖို့ကောင်းတယ်ဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော် Liverpool အသင်းနဲ့ Tottenham Hotspur အသင်းနဲ့ထိပ်တိုက်တွေ့ဆုံမှုမှာတော့ဒီတစ်ခေါက်ကတော့ဒီနှစ်သင်းရဲ့ကွာခြားချက်ကတော်တော်လေးကိုကြီးမားသွားပြီအင်ယာရီတွေတော့ဆိုရင်တော့ဒါသူတပြန်ကိုတပြန်ဒီလိုမျိုးအနေထားလေးဖြစ်ခဲ့တယ်ဆိုမြင်ဒီယာဒီမှာတော့ဒါကွာခြားချက်ကကြီးမားသွားခဲ့တယ်ဆိုတော့သူတို့အနေနဲ့ရှေ့မှာတော့ထိပ်တိုက်တွေ့ဆုံမှုတွေမှာဘယ်လိုမျိုးပုံစံလေးဖြစ်ခဲ့လဲဗျဟုတ်ကဲ့ပါကိုဒီနေ့တင်းရတော့ကျွန်တော်ဒီရက်ဒီမှာထဲထဲတွေ့ဆုံမှုတွေတော်တော်များများတွေ့ခဲ့ရတယ်ကျွန်တော်တွေ့ရတယ် EFL Cup မှာဆိုနှစ်ကြောတွေ့ခဲ့တယ်ကျွန်တော်ဒီ Premier League မှာဆိုရင်ကျွန်တော်ဒီပထမအကြောကျွန်တော် Tottenham Hotspur အသင်းရဲ့အင်ဝင်မှာရှင်မြန်ကစားခဲ့ပြီးပြီဗျဒီယာဒီ3ပွဲတွေ့ဆုံတဲ့ချိန်မှာတော့ကျွန်တော်ဒီ Liverpool အသင်းကနှစ်ကြောနိုင်ခဲ့နှစ်ကြောလုံးမှာလည်းဂိုးပြတ်တယ်ဗျ Tottenham Hotspur ရဲ့အင်ဝင်မှာဆိုရင် 6-3 နဲ့ Premier League မှာနိုင်တယ် EFL Cup မှာဆိုရင်တော့ကျွန်တော်ဒီ Liverpool ရဲ့အင်ဝင်မှာ Liverpool 4-0 နဲ့နိုင်ခဲ့ပြီးတော့ Tottenham Hotspur ရဲ့အင်ဝင်မှာရှင်မြန်ကစားတဲ့ EFL Cup ကျွန်တော် CE Final အဆင့်ပထမအကြောပွဲစဉ်မှာတော့ Tottenham Hotspur တော့တကူးကူးမရှိနဲ့နိုင်ခဲ့တယ်ဒါကတော့အဲ့ပွဲစဉ်မှာ Liverpool အသင်းအနေနဲ့ကစားသမားတွေ rotation လုပ်ပြီးကစားသွားရဆိုတဲ့အနေထားကြောင့်လည်းဖြစ်နိုင်တယ်ပြီးတော့ Liverpool ကဒီယာဒီမှာဆိုရင်ကျွန်တော်တို့ယာဒီအစပိုင်းကတော်တော်လေးကောင်းခဲ့တယ်ကျွန်တော်တို့ Champions League မှာဆိုရင်ကျွန်တော် League Phase မှာကျွန်တော်တို့အဆင့်1နဲ့ကျွန်တော်နောက်ဆင့်ကိုတက်ခဲ့ဆိုတဲ့အနေထား Premier League မှာလည်းယာဒီအစပိုင်းတွေကတောက်လျှောက်တင်နေတဲ့ခြေစွမ်းနဲ့အဆင့်1မှာပဲဦးဆောင်ပြီးတော့လက်ရှိ Champion ဖြစ်ဖို့အတွက်လည်းလက်ထက်ကအကွာ69%နီးပါး Champion ဖြစ်ဖို့အတွက်ကကျင်းနေသွားပြီဒီပွဲစဉ်ကိုတေချရဆိုရင် Champion ဖြစ်နေပြီဆိုတဲ့အနေထားဗျတခုရှိတာကျွန်တော် Liverpool ကဒီယာဒီမှာဒီထက်ပိုပြီးတော့ကျွန်တော်အောင်မြင်မှုကျွန်တော်လမ်းစာတွေရှိခဲ့တယ် Carabao မှာဆိုကျွန်တော် final ထိတက်ခဲ့တယ်ဒါပေမဲ့ FA Cup မှာတော့ကျွန်တော် Solar ဆင့်မှာပဲပလိုင်းမောက်အားကလေးကိုရှုံးပြီးတော့ထွက်ခွာခဲ့ရတယ် Champions League မှာဆိုလည်းအုပ်စုအဆင့်ပွဲစဉ်တွေမှာအဆင်ပြေခဲ့ရဆိုမှလည်း16သင်းအဆင့်မှာ PSG ကိုကျွန်တော်ဒီအဝေးကွင်းမှာနိုင်ပြီးအိမ်ကွင်းမှာပြန်ရှုံးပြီးတော့အချိန်မို penalty ထိရောက်ပြီးတော့နောက်တစ်ဆင့်ကိုမတက်ရောက်နိုင်ခဲ့တဲ့အနေအထားတော့ Liverpool အနေနဲ့ဒီယာဒီမှာတော့ Premier League ဖလားတစ်လုံးနဲ့ပဲနှစ်သိမ့်ရမယ့်အနေအထားလေးပြန်ပြီးဖြစ်သွားခဲ့တယ်ဗျအဲ့တော့ဒီအခွင့်အရေးတော့ Liverpool အနေနဲ့ဒီအိမ်ကွင်းပွဲစဉ်မှာတော့လက်လွတ်ခံမှာမလားဆိုတဲ့အနေအထားလေးပြန်ပြီးအောင်စောင့်ကြည့်ရဖို့ရှိမယ် Tottenham Hotspur ရဲ့လက်ရှိခြေစွမ်းပိုင်းကတော့ပထမအကျော့ရှင်မြန်ကစားခဲ့တဲ့ Premier League ပွဲစဉ်တွေမှာရောပြီးတော့နောက်ထပ်ရှင်မြန်ကစားခဲ့တဲ့ EFL Cup ပွဲစဉ်တွေမှာရောအရင်အားစရာတော့မရှိဘူးလက်ရှိအနေအထားလည်းဒီနှစ်သိန်းကတွေ့ဆုံခဲ့တဲ့နောက်ဆုံးကျွန်တော်ဒီပြန်ပွဲတွေကိုပြန်ကြည့်မယ်ဆိုရင်လည်းအပြန်လည်သွင်းကိုတွေတွေ့ရတာများတယ်ဒီပထမကျော် EFL Cup ကကျွန်တော်ဒီ Tottenham Hotspur ရဲ့အင်ဝင်ပွဲစဉ်တပွဲပဲ Tottenham Hotspur တကူကူမရှိနိုင်တဲ့ပွဲစဉ်ပဲရှိခဲ့ရဗျကျန်တဲ့ပွဲစဉ်တွေအကုန်လုံးကအပြန်လည်သွင်းကိုတွေနဲ့နှစ်သိန်းပေါင်းသွင်းကို3ဂိုးနဲ့အထက်ဆိုတဲ့ပွဲစဉ်တွေပဲဖြစ်တာများခဲ့တယ်ဗျအဲ့ဒီချိန်မှာရော Liverpool အနေနဲ့သူတို့ဒီပွဲစဉ်ကိုစိတ်လွတ်ပေါ့နော်ကျွန်တော်တို့သွင်းကိုတွေများများဆဆနဲ့အနိုင်ရရှိပြီးတော့ကျွန်တော်ဒီပရိသတ်တွေအတွက်ပေါ့နော်ကျွန်တော်ဒီပို့ပြီးတော့ချုံမင်းနဲ့နိုင်ပွဲတစ်ခုကိုပေါ်ဆောင်နိုင်တာဒါမှမဟုတ် Tottenham Hotspur အသင်းရပဲသူတို့ရဲ့ဂုဏ်သိက္ခာပိုင်းအတွက် Liverpool အသင်းကိုကျွန်တော်တို့အကောင်းဆုံးဖိအားပေးပြီးတော့ Liverpool ရဲ့ Champion ဖြစ်ခွင့်ကိုပေါ့နော်ပွဲစဉ်တစ်ပွဲစာလောက်သူတို့ဒီကျွန်တော်ဒီတုံဆိုင်ဝအောင်များလုံနိုင်မလားပေါ့အဲ့လေးပြင်ပြီးစောင့်ကြည့်ရဖို့ရှိပါလိမ့်မယ်ဗျဟုတ်ကဲ့ဒီနေ့သိထိပ်တိုက်တွေ့ဆုံမှုမှာတော့ဒီယာဒီမှာဒါကျွန်တော်တို့ Tottenham Hotspur အသင်းအနေနဲ့ကတော့ဒါကျွန်တော်တပွဲတော့နိုင်ထားတယ်ဗျဆိုတော့ဒါ January လမှာရှင်မြန်ကစားတဲ့ EFL Cup မှာပထမအကြော့မှာသူတို့အနေနဲ့ 1-0 နဲ့နိုင်တယ်ဒါပေမဲ့ Liverpool ကတော့ဒုတိယအကြော့မှာ 4-0 နဲ့ပြန်ပြီးတော့နိုင်တာဖြစ်တဲ့အတွက် Liverpool ကနောက်ထပ်တစ်ဆင့်ကိုတော့ထပ်ပြီးတော့တက်လှမ်းသွားခဲ့တယ်ဆိုတော့ Tottenham Hotspur အသင်းကဒီယာဒီကစားခဲ့တဲ့ရှေ့က3ပွဲစလုံးမှာသူတို့အနေနဲ့တပွဲတော့အနိုင်ရရှိခဲ့တယ်ဗျဒါလည်းကျွန်တော် 1-0 ဆိုတဲ့ရလနဲ့ Liverpool အသင်းအနေနဲ့လည်းဒါကျွန်တော်တို့ဒါရှုံးပွဲကြုံတွေ့ရတော်တော်ရှားနေတဲ့အချိန်မှာအဲ့ဒီပွဲစဉ်မှာပြန်ပြီးတော့ရှုံးပွဲကြုံတွေ့ခဲ့ရလို့ကျွန်တော်ပြောလို့ရဗျဒါပေမဲ့ကျွန်တော်တို့ဒါကျန်တဲ့နှစ်ပွဲမှာတော့ဒါကျွန်တော်တို့ Tottenham Hotspur အသင်းရဲ့အိမ်ကွင်းမှာ Liverpool အသင်းက 6-3 ဆိုတဲ့ရလနဲ့ဒါ6ဂိုးထိသွင်းယူတယ်3ဂိုးပြက်အနိုင်ရလက်တခုတော့ဖော်ဆောင်နိုင်ခဲ့တယ်လို့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဒါ EFL Cup Liverpool အသင်းရဲ့အိမ်ကွင်းမှာတော့ဒါ 4-0 ဆိုတဲ့ရလနဲ့ဒါ Tottenham Hotspur အသင်းကိုဒါသူတို့ချိန်မုန်းနိုင်ခဲ့တယ်ပေါ့ဆိုတော့ဒီအနေအထားတွေကိုကြည့်ချင်းအဖြစ် Liverpool အသင်းကဒါသူတို့ရဲ့အိမ်ကွင်းမှာရောနောက်ကျွန်တော်တို့အဝေးကွင်းမှာရော Tottenham Hotspur အသင်းကိုဒီယာဒီ
စိုးမိုးထားတာတော်တော်လေးကိုကောင်းတယ်ဗျသူတို့အနေနဲ့ twin goal တွေရရှိနိုင်တယ်များများဆဆသွင်းယူနိုင်ခဲ့တယ်လို့ Tottenham Hotspur အသင်းရဲ့ဒါကျွန်တော်ခန်းစစ်ပိုင်းဆိုင်ရာအရာယိုယွင်းနေမှုကဒီလိုပွဲစဉ်တွေမှာပို့ပြီးတော့ကျွန်တော်မြင်တွေ့ရလေးရှိတယ်ပေါ့ဒီနေ့ပွဲစဉ်မှာရောဒါ Liverpool အသင်းကသူတို့ရဲ့အိမ်ကွင်း Anfield မှာအကောင်းဆုံး Tottenham Hotspur အသင်းကိုအခန့်ရှင်ပြိုင်ကစားပြီးတော့ twin goal တွေများဆဆနဲ့ဒါသူတို့အနေနဲ့ဒါကျွန်တော် Champion Super Premier League Champion Super ကိုသိမ်းပေါက်သွားနိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်ဆိုတော့အဓိကတော့ဒီနေ့ပွဲစဉ်ကသူတို့ရဲ့ဒါကျွန်တော်ဒီရာသီနောက်ဆုံးပွဲစဉ်လိုမျိုးဒါအကောင်းဆုံးကစားပြီးရရှိနိုင်ခြေရှိတဲ့ Super တစ်လုံးတည်းကိုပဲအကောင်းဆုံးပြစ်မှတ်ထားပြီးဒီနေ့ပွဲစဉ်မှာရယူသွားဖို့ရလဲကျွန်တော်ရာခိုင်နှုန်းများနေရလဲဖြစ်တယ်ဗျဟုတ်ကဲ့ပါကိုကျွန်တော်ဒီတစ်ခေါက်လာ Liverpool အသင်းနဲ့ Tottenham Hotspur အသင်းတို့ရှင်ပြိုင်ကစားကြမဲ့ပွဲစဉ်မှာ Liverpool အသင်းကတော့ဒါသူတို့ရဲ့အကောင်းဆုံးဆိုတဲ့လူစီရင်တစ်ခုတော့ဒီနေ့ပွဲစဉ်မှာထုတ်လာဖို့ရှိရဲ Tottenham Hotspur အသင်းကတော့သူတို့ရဲ့အဓိကကစားသမားအချို့ဒဏ်ရာရရှိနေတယ်ဗျ Liverpool ကမှလည်းဒဏ်ရာကစားသမားတွေရရှိနေတယ်ဆိုပေမဲ့ဒါသူတို့အနေနဲ့ရေတွက်ရတော့နှစ်သင်းစလုံးမှာဒါကျွန်တော်ဒဏ်ရာကစားသမားနေပါနေဆိုတဲ့အနေအထားတစ်ခုမှာဒါရှိတဲ့ကစားသမားနဲ့အကောင်းဆုံးဆိုတဲ့လူစီရင်တစ်ခုတော့ဒါထုတ်လာဖို့ရှိရဲ Tottenham Hotspur အသင်းဘက်ကိုပြန်ကြည့်မယ်ဆိုတော့ဒါသူတို့အနေနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ဒါ9-9ရှုံးကိစ္စမရှိဘူးဆိုတဲ့အနေအထားခုနဲ့ကစားသွားပြီးတော့ဒါကျွန်တော်အရန်နေထုတ်သုံးလာမလားတစ်ဖက်ကယူပါလီကိုပဲအာရုံစိုက်လာမလားဒါမှမဟုတ်ရင်ကျွန်တော်ဒါ Liverpool အသင်းကတော့တေချာပေါက်ဒီနေ့ပွဲစဉ်မှာတော့သူတို့ရဲ့အကောင်းဆုံး first line app 17ရောက်လူစင်းကိုတော့ထုတ်လာဖို့ရှိတယ်ပေါ့နော်ဆိုတော့အကွေးအမြင်လေးနဲ့လူစင်းပုံစံလေးကဘယ်လိုလေးဖြစ်မလဲဗျဟုတ်ကဲ့ပါကိုဒန်ရလူစင်းရတော့ကျွန်တော်ဒီလက်ရှိပေါ့နော်နှစ်သိန်းလုံးမှာ2ယောက်စီဒန်ရရတယ်လီဗာပူးကကျွန်တော်ဒီခန်းချက်ကသမားဂျိုးစကိုမန်နဲ့ကျွန်တော်ဒီမော်တော်နဲ့ဒန်ရနေတွေ့ရတယ်နှစ်ယောက်လုံးလည်းတေချာပေါက်ဒီပွဲစဉ်ကိုလွဲချုပ်ဖို့အတွက်ရှိလိမ့်မယ်ဗျတစ်ဖက်က Tottenham Hotspur ကတော့ကျွန်တော်ဒီဆော်မန်ဒန်ရနေဒါပေမဲ့သူဒီပွဲစဉ်အတွက်တော့ပြန်ပြီးတော့အဆင်ပြေကောင်းပြင်နိုင်ပြီမယ်လေဒီပွဲစဉ်ထက်အရေးကြီးတဲ့ Europa League ပွဲစဉ်အတွက်ပဲပို့ပြီးတော့အနာပေးမယ်ထင်ပါတယ်နောက်တစ်ယောက်ကတော့ကျွန်တော်ဒီခန်းချက်ကသမား Dragusin ဒန်ရနေဒီကစားသမားကတော့ကျွန်တော်ဒီနောက်ထပ်ပေါ့နော်ကျွန်တော်ဒီနောက်ရာသီလောက်ထိလွဲမှာဆိုတော့တေချာပေါက်တော့ဒီပွဲစဉ်ကိုလွဲချုပ်ဖို့ရှိသွားပြီဗျအဲ့တော့လီဗာပူးအသင်းကတော့ဒီပွဲစဉ်မှာတေချာတော့သူတို့အသင်းရဲ့အဓိကကစားသမားအစုံလင်အပြည့်အဝအသုံးပြုပြီးတော့ကျွန်တော်ဒီပြောမှဆိုနိုင်ပွဲတစ်ပွဲရရှိရဆိုရင်တော့ပရိသတ်တွေအတွက်ပေါ့နော်သူတို့ရဲ့အောင်ပွဲခံလို့ကောင်းတဲ့အနေအထားတစ်ခုဖြစ်သွားအောင်ဂိုးပြတ်ချေပြတ်တဲ့ Tottenham Hotspur ကိုကျွန်တော်ဒီအလုံးစုံချိန်မိုးပြီးတော့သူတို့ရဲ့ကျွန်တော်ဒီရာနှုန်းပြည့်အောင်ပွဲတစ်ခုကိုကျွန်တော်ဖော်ဆောင်သွားဖို့အတွက်စူးစမ်းလာမှာအမှန်ပဲဒါပေမဲ့တစ်ဖက်က Tottenham Hotspur အသင်းကကြတော့အဲ့လိုမဟုတ်ပဲနဲ့သူတို့ဒီ Premier League ဒီပွဲစဉ်မှာကျွန်တော်ဘယ်နှကူးနဲ့ရှုံဘယ်လိုပဲရှုံသူတို့အတွက်ကတော့ဂုဏ်သိက္ခာတစ်ခုတည်းတွေ့တာဒီပွဲစဉ်ကိုရှင်ပြန်ရမှာသူတို့အတွက်အရေးကြီးတာနောက်ရာသီအတွက်ပို့ပြီးအရေးကြီးတဲ့ Europa League Semi Final ပွဲစဉ်တွေပဲသူတို့ကအဓိကထားပြီးတော့ပြင်ဆင်ရမယ်ဆိုတဲ့အနေအထားမှာနှစ်သိန်းကြားလူထုတ်ပုံတွေကစားတဲ့ပုံစံတွေမှာနည်းနည်းလေးကိုကွာဟချက်တွေရှိနေမှာအဲ့တော့ဖြစ်နိုင်မယ်လီဗာပူးအသင်း line နဲ့17ယောက်ကိုပြင်ပြီးကြည့်ရမယ်ဆိုရင်လီဗာပူးအသင်းကဂိုသမားနေရာမှာတော့ Alisson ဘယ်ဘက်ချမ်းခန်းစစ်မှာကျွန်တော်ဒီ Smeaker ညာဘက်ချမ်းခန်းစစ်မှာတော့ကျွန်တော်ဒီ Conor Bradley နဲ့ပြီးခဲ့တဲ့ကျွန်တော်ဒီပွဲစဉ်မှာအနိုင်ကိုသွင်းခဲ့တဲ့ Leicester နဲ့ပွဲစဉ်မှာအနိုင်ကိုသွင်းခဲ့တဲ့ကျွန်တော်ဒီ Trent Alexander-Arnold မှာတော့ဘယ်သူပွဲထွက်လာမယ်ပြင်ပြီးစောင့်ကြည့်ဖို့ရှိမယ်ဒါပေမဲ့ဖြစ်နိုင်တာတော့ဒီ Tottenham Hotspur အတွက်တော့ကျွန်တော်ဒီအနာပေးခဲ့တဲ့ကျွန်တော်ဒီ Robinson ဘယ်ဘက်ချမ်းနဲ့ညာဘက်ချမ်းမှာတော့ Alexander-Arnold ကိုပြန်ပါဝင်လာဖို့ရှိနေမယ်ခန်းစစ်အတွင်းလူနေရာမှာတော့ Virgil van Dijk နဲ့ Konate ကွင်းလယ်အတွက်ဖက်မှာတော့ Matt Allister Gravenberch နဲ့နံပါတ်10နေရာမှာ Szoboszlai ဘယ်ဘက်ချမ်းတိုက်စစ်မှာကျွန်တော် Cody Gakpo ညာဘက်ချမ်းမှာကျွန်တော်ဒီမိုဟာမက်ဆာလန်နဲ့နံပါတ်9ရိုးမှာတော့ Luis Diaz ကိုထပ်ပြီးပေါ်ထွက်လာဖို့ရှိမယ်အပြောင်းလဲလုပ်ရှင်နေဆိုတော့ဒီကိုဂျိုတာကိုထည့်ပြီးတော့ကိုဒီကပ်ဖို့အနာပေးပြီး Luis Diaz ဘယ်ဘက်ချမ်းကိုထွက်တာပေါ့နော်ဒါတော့ပဲလုပ်ဖို့ရှိပါလိမ့်မယ်အဓိကတော့ဒါလီဗာပူးရဲ့အကောင်းဆုံးဒီယာဒီရဲ့ line နဲ့17ယောက်ကတော့ဒီကစားသမားတွေပဲရှိမှာဗျဒီထက်လည်းဘာမှအပြောင်းလဲလုပ်စရာမရှိသလိုသူတို့အတွက်လည်းကစားသမားတွေကိုဘာမှအနာပေးစရာအနေထားမရှိတဲ့အချိန်မှာတော့လီဗာပူးအသင်းအနေနဲ့ဒီကစားသမား17ယောက်ကိုအပြည့်အဝသုံးလာဖို့တော့ရှိလိမ့်မယ်ဒါပေမဲ့တစ်ခုပြန်ပြီးစဉ်းစားရမှာ Tottenham Hotspur အသင်းရဲ့နီးပြ Postecoglou အနေနဲ့ဒီပွဲစဉ်မှာဘယ်လိုမျိုးကျွန်တော်လူထုပုံကိုသုံးမလဲပေါ့ဂုံသိက္ခာအတွက်အရဆိုတော့ကစားသမားအချို့4-5ယောက်လောက်တော့ကျွန်တော်ဒီ line နဲ့ကစားသမားအဓိကကစားသမားအချို့ထောက်တိုင်အချို့တော့ထည့်ပြီးသုံးအောင်ဖို့ရှိမယ်ဒါမှမဟုတ်ပဲနဲ့အလုံးစုံ17ယောက်လုံးလဲပြီးတော့ကစားခြင်းနဲ့ဆိုလဲရတယ်ဘာလို့ဆိုဒီပွဲစဉ်မှာဘယ်နှကွန်းနဲ့ပဲရှုံဘလို့ပဲရလဲထွက်သူတို့အတွက်ကတော့ဂုံသိက္ခာပိုင်းအရာထိခိုက်မှာမှတ်မိမဲ့လဲနောက်ထပ်လာမဲ့ကျွန်တော်ဒီဂျာသမီမညမှာရှင်မြန်ကစားမဲ့ဘိုဒိုကလင်းနဲ့ရိုပါလီပွဲစဉ်မှာကစားသမားအပြည့်အဝအနားရသွားမယ်အဲ့ဒီဆီမီဖိုင်နယ်ကိုကြော်ဖြတ်လို့ final တက်ပြီးရိုပါလီရခဲ့မယ်ဆိုသူတို့ဒီနောက်နှစ်မှာချန်ပီယံလိကိုဝင်ရမယ့်အနေအထားတစ်ခုရှိနေတယ်ဗျအဲ့တော့ Tottenham Hotspur အနေနဲ့ဒီပွဲစဉ်မှာဘလို့များသူတို့စဉ်းစားတွေးခေါ်လာမလဲပေါ့နော်ပြီးတော့ Tottenham Hotspur တဲ့လက်ရှိဖြစ်ပေါ်နေတဲ့အနေအထားအရလဲကစားသမားရဲ့ခြေစွမ်းပိုင်းကတော့အရင်ကြီးတော့ကျွန်တော်ဒီအားစရာတော့မရှိဘူး Premier League ပွဲစဉ်တွေမှာဆိုဘလို့ပဲလူထုတ်ပုံပဲထုတ်တော်တော်လေးရက်လက်ပိုင်းနေဆိုးရွားနေတယ်နောက်ဆုံးနှစ်ပွဲဆက်တိုက်မှာဆိုရင်လည်းကျွန်တော် Wolf ကို4-2 Nottingham Forest ကို2-2နဲ့အိမ်ဝင်းမှာလည်းရှုံးတယ်ကျွန်တော် Wolf ကိုဆိုရင်လည်းအဝေးကွင်းမှာလည်းရှုံးထားတယ်အဲ့တော့အိမ်ဝင်းအဝေးကွင်းမရွေးခြေစွမ်းပိုင်းအရမတည်ငြိမ်တဲ့အနေအထားမှာဒီပွဲစဉ်မှာ Tottenham Hotspur အနေနဲ့ဘလို့မျိုးပေါ်ထွက်လာမယ်ပြန်ပြီးစောင့်ကြည့်ရဖို့ရှိနေမယ်ဗျအဲ့တော့ဖြစ်နိုင်မှာ Tottenham Hotspur တဲ့လူစင်းကိုကြည့်ရမယ်ဆိုတော့ဂိုသမားနေရာမှာအပြောင်းလဲမလုပ်ဘူးဆိုတော့ Vicario ပဲထပ်ပြီးပေါ်ထွက်လာဖို့ရှိတယ်ဒါမှမဟုတ်ပဲဒီရာသီအခုရာသီအလယ်မှာပေါ့နော် Vicario တန်ရနေတဲ့အချိန်မှာအသစ်ခေါ်ခဲ့တဲ့ Kingsley ကိုပဲပြန်ပြီးတော့အခွင့်အရေးပေးမလားပေါ့ဆိုဒီပွဲစဉ်ကသူတို့အရင်အရင်ပါအောင်မဟုတ်တော့ကြောင်းအဲ့ဒီလည်းပြန်ပြီးစောင့်ကြည့်ဖို့ရှိမယ်ခက်စစ်ပိုင်းမှာတော့ကျွန်တော်ဒီဘယ်ဘက်ချမ်းခက်စစ်မှာ Bandivi တို့ Rigolo တို့ကိုပြန်ပြီးတွေ့ရဖို့ရှိမယ်ခက်စစ်တို့နေရာမှာတော့ Christian Romero နဲ့ Van de Ven ကိုအနာပေးခဲ့မယ်ဆိုရင်တော့ဘယ်သူတွေကစားမလဲပေါ့နော်ကျွန်တော်ဒီရာသီအလယ်မှာခေါ်ထားတဲ့ Danso ရှိမယ်ဒါမှမဟုတ် Bandivi အတွင်းဝင်ကစားလို့ရတယ်ညာဘက်ချမ်းမှာတော့ Petroporo ကိုအနာပေးမယ်ဆိုရင်တော့ကျွန်တော်ဒီ Span ကိုအသုံးပြုပြီးသုံးလို့ရတယ်ဗျအဲ့တော့ Tottenham Hotspur ရဲ့လက်ရှိဒန်ရဆင်းရ Dragusin နဲ့ Son မင်းကလွင်ကျန်တဲ့ကစားသမားအပြေးအဝအစုံနဲ့သုံးလို့ရဆိုတော့အရန်
ကစားမတော်တော်များများတော့သုံးလိမ့်မယ်ညက်ပြီးသုံးခဲ့မယ်ဆိုရင်ကျွန်တော်ဒီကိုသမားနေရာမှာ Vicario တို့ခန်းစစ်ပိုင်းမှာတော့ Christian Romero တို့ကွန်းလက်ဘက်မှာဆိုတော့ကျွန်တော်ဒီ Pantaka တို့ကျွန်တော်ဒီပြီးနောက်ထပ် Madison တို့တော့ပဲညက်ပြီးသုံးလို့ဖို့ရှိလိမ့်မယ်ဗျအဲ့လိုမှမဟုတ်ဘဲအရန်ကစားသမားတွေသုံးမယ်ဆိုတော့ကွန်းလက်ဘက်မှာ Papisa တို့ Pavel တို့တွေ့ရဖို့ရှိတယ်လို့မျိုးတိုက်စစ်ပိုင်းမှာဆိုလဲ Timo Werner တို့ Richarlison တို့ပြီးတော့ကျွန်တော်ဒီ Kulusevski တို့ Brandon Johnson တို့ကိုနည်းနည်းလေးအလဲကျလေးသုံးသွားဖို့ရှိလိမ့်မယ်အနားပေးနိုင်ပွဲဖြစ်နိုင်တဲ့ကစားသမားတွေရောတိုက်စစ်ပိုင်းကနံပါတ်9 မှာဆိုရင်တော့ Solanke ပြီးရင်နောက်ထပ်ကျွန်တော်တောင်ပန်ကစားသမားတွေမှာဆိုတော့ Brandon Johnson တို့ပြီးတော့တေချာပေါက်ဒီပွဲစဉ်ကိုတော့ဆောင်းအောင်တော့အနားပေးဖို့အတွက်ရှိနိုင်မယ့်အနေအထားလေးမှာရှိလိမ့်မယ်ဗျအဲ့တော့ Tottenham Hotspur အနေနဲ့ဘလို့လူစင်းမဲ့ထွက်အဓိကကစားသမားအစုံလင်သုံးခဲ့တယ်ဆိုရင်တော့ကျွန်တော်ဒီပထမအကျော် Premier League ပွဲစဉ်တွေ AFL ကက်ပွဲစဉ်တွေမှာလည်းကျွန်တော်ဂိုးပြတ်ရှုံးလက်ရလက်တွေကိုကျွန်တော်တင်တွေးခဲ့တာဆိုတော့အရင်တော့ထူးထူးခြားခြားတော့ကျွန်တော်တို့အပြောင်းလဲတော့ဖြစ်မှာမဟုတ်ဒါပေမဲ့တခုရှိတာတော့ဒီပွဲစဉ်မှာတော့ Tottenham Hotspur ဘာဖီအားမှမရှိဘူးဖီအားကိန်းကိန်းနဲ့ရှင်မြန်ကစားရမယ်ဆိုတဲ့အနေအထားမှာတော့ကစားသမားတွေကကျွန်တော်တို့ပြောရမယ်ဆိုရင်ကျွန်တော်ဒီမထင်မှတ်တဲ့ခြေစမ်းပိုင်းဆိုင်ရာအကြိုက်တွေ့သွားတဲ့အနေအထားလေးရှိခဲ့မယ်ဆိုရင်တော့ Liverpool အတွက်လည်းကျွန်တော်နည်းနည်းလေးတော့သတိထားမယ်ပွဲစဉ်တွေဖြစ်လာနိုင်တဲ့အနေအထားလေးရှိပါတယ်ခင်ဗျဟုတ်ကဲ့ကိုဆိုတော့ဒါလူစင်းပိုင်းအင်အားရ Liverpool ကတော့တေချာပေါက်သူတို့အနေနဲ့ first line 17ယောက်ကိုသာသုံးလာခဲ့မယ်ဆိုရင် Tottenham Hotspur အတွက်ကတော့တော်တော်လေးကိုခက်ခဲသွားမယ်ပွဲစဉ်တွေပွဲဖြစ်တယ်သူတို့အနေနဲ့ defense မှာတော့ပဲကောင်းကြီးလုံနိုင်ပါမလားဆိုတော့ကျွန်တော်တစ်ချက်စိုးရိမ်မိတယ်ဗျာနောက်တစ်ခုကတော့ဒါကျွန်တော် Liverpool အသင်းကသူတို့ရဲ့အိမ်ကွင်းပေးသက်ရှေ့မောက်မှာဒါကျွန်တော်အောင်ပွဲခံခြင်းနဲ့အနေအထားတစ်ခုတော့ရှိမှာပဲဗျာ Tottenham Hotspur အသင်းအနေနဲ့ဒီနေ့ပွဲစဉ်ကိုဘယ်လိုမျိုးဒါဆုံးဖြတ်ချက်နဲ့ဒါပြင်ဆင်လာမလဲပေါ့နော်သူတို့အတွက်အရေးကြီးတာဒီပွဲစဉ်တက်ဆိုင်ဒါရှေ့လာမဲ့ဒါ Europa League ပွဲစဉ်ကပို့ပြီးတော့အရေးကြီးရယ်ဆိုတော့အဓိကကစားသမားတွေကိုခြံလှက်ထားပြီးတော့ဒါအရန်ကစားသမားနဲ့ပဲတုံးမယ်တစ်ဖက်က Liverpool အသင်းကဒါကျွန်တော်တို့ကဆိုဘယ်လိုလူစင်းမဲ့ထွက်လာပေါ့နော်ဆိုတော့တစ်ဖက်ကဒီ Tottenham Hotspur အသင်းကတော့သူတို့ရဲ့အရန်ကစားသမားနဲ့ပဲကစားသွားမယ်ဆိုလို့ရှိရင်တော့ဒါ Liverpool အတွက်အကြိုက်တွေ့မဲ့ပွဲစဉ်တစ်ပွဲတော့ဖြစ်သွားဖို့ရရှိပါတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဒီတစ်ခေါက်ဒါ Liverpool အသင်းနဲ့ Tottenham Hotspur အသင်းတို့ရဲ့ပွဲစဉ်မှာ Liverpool အသင်းအနေနဲ့ဒီနေ့ပွဲစဉ်မှာဒါအနိုင်ရရှိဖို့အတွက်သူတို့ကြိုးစားလာမှာအဓိကတရေတမိုင်းရယုံနဲ့သူတို့ Super League အောင်ပွဲခံလို့ရမယ်ဆိုပေမဲ့ဒါကျွန်တော်တို့ဒါအိမ်ကွင်းပေးသက်ရှင်းမောင်းမှာတော့တကယ်ဟိုဒါကျွန်တော်ဂိုးပြက်ခြေပြက်နိုင်ပွဲတစ်ပွဲနဲ့ဒါကျွန်တော်အောင်ပွဲအကြီးကျယ်ခံမဲ့ပုံစံမျိုးတစ်ခုတော့ကျွန်တော်မြင်တွေ့လာရနိုင်ရရှိလို့ Liverpool အသင်းကတော့ဒါသူတို့ရဲ့အကောင်းဆုံးဆိုတဲ့လူစင်းရဲ့အကောင်းဆုံးဆိုတဲ့ဒါကျွန်တော်ကစားပုံနဲ့ဒါကျွန်တော်တို့ဒါသူတို့အိမ်ကွင်းပေးသက်ရှင်းမောင်းမှာအကောင်းဆုံးအောင်ပွဲခံသွားမဲ့ပွဲစဉ်တစ်ပွဲအဖြစ်နဲ့ဒါကျွန်တော်စူးစမ်းအထောက်လာမှာဖြစ်ပြီးတော့တစ်ဖက်က Tottenham Hotspur အသင်းကတော့သူတို့အနေနဲ့ဒီနေ့ပွဲစဉ်ပေါ်ဘယ်လိုမျိုးရှုမြင်လာနိုင်ခြေရှိမလဲဆိုတော့သူတို့အနေနဲ့ဒါဖြတ်မြင်းအသင်းအဖြစ်နဲ့ဒါကျွန်တော် Liverpool အသင်းကိုဒါသူတို့ရဲ့အိမ်ကွင်းမှာအောင်ပွဲခံခွင့်မပေးဘဲနဲ့နောက်ထပ်ပွဲစဉ်အထိတည်ဆောင်သွားဆိုတဲ့ပုံစံမျိုးတစ်ခုကိုဒါ Tottenham Hotspur အသင်းကစူးစမ်းအထောက်လာမလားဒါမှမဟုတ်ရင်ဒီနေ့ပွဲစဉ်မှာဒါအရန်ကစားသမားတွေနဲ့ပဲကျွန်တော်ဒါနိုင်ရှုံကိစ္စမရှိဘူးရှေ့က Europa League ပွဲစဉ်ကိုပဲဒါသူတို့အနေနဲ့အာယုံစိုက်မယ်ဆိုတဲ့ဒါကျွန်တော်ပုံစံတစ်ခုပဲမြင်တွေ့လာရမလားဂုံတိတ်ခပိုင်းဆိုင်ရာအရာတော့နှစ်သိန်းစလုံးမှာဒါကျွန်တော်ကိုစီရှိနေကြတယ်ဆိုပေမဲ့ဘယ်အသင်းကဒီနေ့ပွဲစဉ်မှာအားသာသွားနိုင်ကြီးရှိမလဲဗျဟုတ်ကဲ့ပါကိုကျွန်တော်လက်ရှိခြေစမ်းပိုင်းနဲ့ဖောင်ရတော့ Liverpool ကတော့တော်တော်လေးပို့ပြီးတော့ကျွန်တော်ဒီ Tottenham Hotspur တက်အဆင်ပြေနေတာတွေ့ရတယ် Tottenham Hotspur အသင်းကတော့ခြေစမ်းပိုင်းက Premier League မှာတော်တော်လေးရုန်းကန်နေရပြီးတော့တည်ငြိမ်မှုလုံးဝမရှိဘူးဗျ Premier League ကျွန်တော်ဒီနောက်ပိုင်းပွဲစဉ်နှစ်ပွဲဆက်တိုက်လဲကျွန်တော်တို့ရှုံးနေခဲ့တယ်နှစ်ပွဲပေါင်းကျွန်တော်ဒီ6ဂိုးထိလဲပေးခဲ့ရတယ်ပြီးတော့တိုက်စစ်ပိုင်းကတော့နှစ်ပွဲပေါင်း3ဂိုးထိပြန်သွင်းနိုင်ခဲ့တယ်ဆိုရင်သူတို့ရဲ့တိုက်စစ်ဆွမ်းဆောင်ရခန်းစစ်ပိုင်းရဲ့အားနည်းချက်ကိုမဖာထိနိုင်ဘူးဗျတခုရှိတာတော့ဒီပွဲစဉ်မှာ Tottenham Hotspur တော့ဘာဖီအားမှမရှိဘူးเนาะအဲ့တော့ဖီအားမရှိတဲ့အနေအထားကိုပဲသူတို့အကောင်းဆုံးအသုံးချပြီး Liverpool ကိုသူတို့အကောင်းဆုံးကျွန်တော်ဒီခံကစားပြီးတော့Liverpool အသင်းရဲ့ကျွန်တော်အောင်ပွဲခံမဲ့အနေအထားကိုနည်းနည်းလေးများအချိန်ဆွဲနိုင်မလားအဲ့လေးတစ်ခုပဲမျှော်လင့်လို့ရှိမယ်ဒါပေမဲ့တစ်ဖက်က Liverpool ကလည်းဒီပွဲစဉ်မှာသူတို့ဒီတေးရက်လက်ရရှိခဲ့တယ်ဆိုတော့ချန်ပီယံဖြစ်သွားပြီဆိုတဲ့အနေအထားကတော့ PR အရင်အများကြီးတော့မဟုတ်ဘူး PR အနည်းငယ်ပဲရှိဒါပေမဲ့အဲ့ဒီ PR အနည်းငယ်ကိုအိမ်ကွင်း Anfield မှာသူတို့ဒီတွန်းအားဖြစ်ပြောင်းလဲပြီးတော့ကျွန်တော်တို့ Tottenham Hotspur ကိုအနိုင်ရလက်ရရှိအောင်စွမ်းဆောင်သွားပြီးတော့ပရိသတ်တွေနဲ့အတူပြည့်စုံတဲ့နိုင်ပွဲတစ်ခုပေါ်ဆောင်ပြီးတော့အောင်ပွဲခံနိုင်မှုတော့ကြိုးစားသွားဖို့အတွက်ကတော့ရာခိုင်နှုန်းလေးတော်တော်လေးများသလိုအခွင့်အလမ်းလည်းတော်တော်လေးများနေတယ်လက်ရှိ Liverpool အသင်းရဲ့ line နဲ့17ယောက်ရဲ့ခြေစမ်းပိုင်းအရာရဲ့ပြီးတော့တိုက်စစ်ပိုင်းက Salah တို့ပြီးတော့ DS တို့ Cody Gakpo တို့ Diego Jota တို့ကွန်းလျာ Support line တို့တော့သွင်းဂိုးလေးတွေကျွန်တော်ဒီဂိုးသွင်းချေတွေ့သွားမယ်ဆိုရင်တော့ Tottenham Hotspur အတွက်နောက်ထပ်ဂိုးပြတ်ရှုံးပွဲတွေပို့ပြီးတော့ကြုံလာနိုင်တဲ့အနေအထားလေးရှိရပါဘာလို့လက်ရှိ Tottenham Hotspur အသင်းရဲ့အနေအထားကအဓိကကစားသမားတွေအနာပေးခဲ့ဆိုရင်အရင်ကစားသမားစီးရင်အင်အားရပို့ပြီးတော့အားနည်းသွားမဲ့အပြင်မှာ Liverpool အသင်းရဲ့အိမ်ကွင်း Anfield မှာတော့သူတို့အတွက်တော့အရင်ကြီးတော့ဘာမှမျှော်လင့်စရာလည်းမရှိဘူးသူတို့အတွက်လည်းဘာမှမျှော်လင့်ပြီးတော့ကစားရမယ်ဆိုတဲ့အနေအထားမှာလည်းမရှိတော့တဲ့အနေအထားမှာပေါ့ Liverpool အသင်းရပဲပွဲစဉ်တစ်ပွဲလုံးအကောင်းဆုံးကျွန်တော်စုံမိုးပြီးတော့အနိုင်ယူသွားမဲ့ပွဲစဉ်တစ်ပွဲဖြစ်သွားနိုင်မယ်လို့ကျွန်တော်ထင်မိတယ်သွင်းဂိုးတွေကတော့ Liverpool နဲ့ Tottenham Hotspur အသင်းရဲ့ထုံးစံတိုင်း Tottenham Hotspur အသင်းရဲ့ကစားတဲ့ပုံစံအရလည်းအပြန်အလှန်သွင်းဂိုးတချို့ဒါမှမဟုတ်တစ်ဖက်သက်သွင်းဂိုးဆိုရင်တော့ Liverpool အသင်းရဲ့သွင်းဂိုးတွေတော်တော်များများတွေ့ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်သွားနိုင်တယ်ဗျအထူးကတော့ Anfield ကွင်းမှာပရိသတ်တွေနဲ့အတူကျွန်တော်တို့ပြင်းပြအောင်ပွဲခံနေစိတ်ပြင်းပြနေတဲ့ကစားသမားတွေရဲ့ဆွမ်းဆောင်ပြန်ရ Liverpool အသင်းနဲ့ဒီပွဲစဉ်မှာတကူရပြီးသွားရင်နောက်တကူရပြီးသွားနောက်တကူအဲ့လိုမျိုးပေါ့နော်ကျွန်တော်ဒီစိတ်ပိုင်းဆိုင်ရာအရအားတင်ပြီးကစားသွားမယ့်အနေထားမှာတော့ Tottenham Hotspur အနေနဲ့မိနစ်90အပြည့်မှာတော့ Liverpool အသင်းရဲ့တိုက်စစ်ကိုတော့တော်တော်လေးကိုခုခံမှုတော့ခက်ခဲပါလိမ့်မယ်အဲ့တော့ဒီပွဲစဉ်မှာကျွန်တော်ကတော့သွင်းဂိုးလေးတွေများများစားတွေ့ရမယ့်ပွဲစဉ်တစ်ပွဲဖြစ်ပြီးတော့ Liverpool အသင်းနိုင်မယ်ဆိုရင်2ဂိုးနဲ့အထက်ပေါ့ဥပမာ Tottenham Hotspur အသင်းရဲ့တိုက်စစ်ကတကူလောက်ပြသွင်းနိုင်ရင်3-1ဆိုရရက်လက်မျိုး
တကူမှမသွင်းနိုင်ခဲ့ဘူးဆိုရင်တော့2-0 3-0ရဲ့ရက်လက်မျိုးပေါ့နော်အဲ့လိုမျိုးလေးဖြစ်သွားနိုင်တဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ထင်မိပါတယ်ဗျဟုတ်ကဲ့ပါကိုဆိုတော့ဒါလက်ရှိအနေအထားတွေအရာလီဗာပူးအသင်းကတော့ဒီနေ့ပွဲစဉ်မှာအကောင်းဆုံးပုံစံနဲ့ရှင်ပြိုင်ကစားလာဖို့ရှိပြီးတော့ Tottenham Hotspur အတွက်ကတော့ဒါဘလို့ပဲဒါတို့အနေနဲ့ဒါကျွန်တော်တို့စူးစမ်းရုန်းကန်မယ်ပဲပြောခက်ခဲမဲ့ပွဲစဉ်တစ်ပွဲတော့ဖြစ်လာမှာဗျဆိုတော့လီဗာပူးအသင်းသာဒါ Tottenham Hotspur အသင်းရဲ့ဒါဖိအားမရှိဘူးဒါ ACC ကစားမယ်ဆိုတော့ဒါကျွန်တော်အနေအထားတစ်ခုအကောင်းဆုံးအခွင့်အရေးယူနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့လီဗာပူးအသင်းကဒီနေ့အန်ဖီကွင်းမှာပဲသူတို့အနေနဲ့ဒါကျွန်တော်အောင်ပွဲခံသွားမယ်ပွဲစဉ်တစ်ပွဲတော့ဖြစ်လာဖို့ရရှိတယ်ဗျဆိုတော့ Tottenham Hotspur အသင်းဘယ်လိုကစားမလဲအဓိကသေချာတာကတော့ပုံမှန်အတိုင်းကစားမယ်ဆိုရင်တော့မှပဲကျွန်တော်လီဗာပူးအသင်းဘက်မှာပဲခွင့်ရေး chance တွေကအများကြီးရှိတယ်ဗျဒီလိုမျိုးအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဆိုတော့ပို့ပြီးတော့ဒါကျွန်တော် chance တွေကများနေသေးရလို့ကျွန်တော်ခံစားရတယ်နောက်တစ်ခုကတော့ဒါတွင်းကိုပေါ့တွင်းကိုပိုင်းဆိုင်ရာအရာမှာလဲဒါ Tottenham Hotspur အသင်းကဒါကျွန်တော်တို့ဒါတွင်းကိုတွေလည်းမျှော်လင့်လို့ရတယ်ဆိုပေမဲ့လီဗာပူးအသင်းကတော့ဒီနေ့ပွဲစဉ်ကသူတို့ရဲ့ဒါကျွန်တော်တို့နောက်ဆုံးပွဲစဉ်ကဲသို့ကစားပြီးတော့ဒါတွင်းကိုတွေရနိုင်သမျှများတွင်းတဲ့ပုံစံတစ်ခုတော့ကျွန်တော်မြင်တွေ့ရလာနိုင်ရရှိတယ်ဗျဆိုတော့အများဆုံးဒါတွင်းကိုအနေနဲ့ဒါကျွန်တော်နှစ်သွင်းပေါင်း6ဂိုးလောက်ထိသွားနိုင်ရရှိပြီးတော့ဒါအကယ်၍ဒါသူတို့အနေနဲ့ဒါကျွန်တော်တို့တကိုးအသာလုံးနဲ့နိုင်မယ်ဆိုရင်တော့မှသူတို့အပြည့်အဝမပျော်နိုင်ဘူးဆိုတဲ့အနေအထားတစ်ခုတော့ကျွန်တော်မြင်တွေ့သွားရနိုင်ရရှိတယ်ဆိုတော့ဒါသူတို့အနေနဲ့ဒီနေ့ပွဲစဉ်မှာဒါအနည်းဆုံး2ဂိုး3ဂိုးလောက်ကနေပြီးတော့ဒါဂိုးပြတ်တဲ့ပွဲစဉ်တစ်ပွဲအဖြစ်နဲ့ဒါကြီးရှုရမယ့်ပွဲစဉ်တစ်ပွဲဖြစ်တယ်ဆိုတော့နှစ်သွင်းပေါင်းသွင်းဂိုးကတော့3ဂိုးကနေပြီးတော့ကျွန်တော်စကြည့်ရမယ့်ပွဲစဉ်တစ်ပွဲလို့တော့ခံစားမိတယ်ဆိုတော့ဒါအနည်းဆုံးပေါ့နော်လီဗာပူးအသင်းကနိုင်ရရှိခဲ့မယ်ဆိုတော့2ဂိုးအသာလုံးကနေစပြီးတော့ဒါကျွန်တော်ထပ်ပြီးတော့တိုးသွားဖို့ပဲရှိတဲ့နိုင်ပွဲတစ်ပွဲလည်းဖြစ်လာဖို့ရရှိပါတယ်ဗျဟုတ်ကဲ့ပါကိုကျွန်တော်လီဗာပူးအသင်းနဲ့ Tottenham Hotspur အသင်းတို့ရှင်ပြိုင်ကစားကြမဲ့ Premier League ပွဲစဉ်34ရဲ့ပွဲချိန်လေးကိုဒီချက်လောက်ပြပြပေးပါအောင်ဗျဟုတ်ကဲ့ပါကိုဒီပွဲစဉ်ကတော့ Premier League ပွဲစဉ်34အဖြစ်လီဗာပူးအသင်းနဲ့ Tottenham Hotspur အသင်းတို့ကအခုလာမယ်တနင်္ဂနွေည10:00နာရီမှာရှင်ပြိုင်ကစားကြမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့လီဗာပူးအသင်းနဲ့ Tottenham Hotspur အသင်းတို့ရှင်ပြိုင်ကစားကြမဲ့ Premier League ပွဲစဉ်34အတွက်ပွဲချုပ်3 ချက်စီစဉ်မှာဖြစ်ပါတယ်နောက်တဲ့ပွဲစဉ်တွေနဲ့လည်းပြန်လာခဲ့ပါဦးမယ်ဗျ